မာနထောင်လွှာမွေးဖွားခြင်းသေဆုံးခြင်းနဲ့ကြာကာလလေးတစ်ခုမှာညနွမ်းနဲ့စိတ်ဓာတ်များနဲ့ဆက်ရှင်သန်သွားရင်ဘေဘုံလာမှာတော်သူများဖြူစင်မြတ်တရားကိုထားညာကောင်းကျိုးသေးဘူးရွယ်လို့နှလုံးမဝင်ပြီးတိဖြာညင်ညတ်တဲ့စိတ်ထားလေးများထားကြည့်ရစမ်းမှာသူကလေးပုံရောက်ရာလူဘဝဟာချိန်ခဏလေးပါယူသားစွာနေထိုင်ကြစမ်းပါချားတခြားသောဘဝတွေကိုငြိမ်းညာအကျဉ်းနာတရားနဲ့စေတနာထားလျက်ယူသားပြီးနေထိုင်လိုက်စမ်းပါ